မင်္ဂလာပါဖြစ်ဝင်ပါဒီနေ့ကကျွန်တော်ဘာအကြောင်းလာပြောမလဲဆိုတော့ပန်းရောင်ကက်ရိုက်တဲ့အကြောင်းပေါ့နော်ခုပန်းရောင်ကက်ရိုက်ဖို့ကကျွန်တော်ဒီမှာဆိုရင်လည်းစရင်လက်ခံတယ်ကျွန်တော်ဒီမှာစရင်လက်ခံတာတော့မှကျွန်တော်စီဘိုက်ရိုက်ထားတဲ့လူတွေပဲလက်ခံတာเนาะကျွန်တော်နဲ့အလုပ်လုပ်ထားတဲ့လူတွေပဲကတ်ထုတ်ပေးတယ်ပန်းရောင်ကက်ရိုက်ဖို့တင်ပေးတယ်ချင်းဆိုပေးတယ်အဲ့ကြတော့ဘာဖြစ်လို့အဲ့လိုမျိုးကျွန်တော်နဲ့ရိုက်ထားတဲ့လူပဲတင်ပေးရလဲဆိုတော့မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ဖြစ်ပါတယ်ကျွန်တော်နဲ့ရိုက်ထားတဲ့လူမှာတထေးငားနဲ့လားတထေးရှိနဲ့လားတထေးရှိနဲ့ဆိုရင်လည်းတထေးရဲ့စာရွက်စာတမ်းတွေလိုအပ်တယ်အသုံးပြုရတယ်တထေးရှိတဲ့အိမ်တော်စုနယ်မြေခေနယ်မြေရုံးမှာသွားပြီးတော့သူတို့ထိုင်းလူမျိုးတွေမှတ်ပုံတင်လောက်တဲ့ရုံးမှတ်ပုံတင်ပြောက်ရင်လောက်တဲ့ရုံးမှာသွားပြီးတော့လောက်ရတာဖြစ်တယ်နော်ဟိုရိုက်ချင်တဲ့ရုံးတိုင်းမှာသွားပြီးတော့ရိုက်လို့မရဘူးတထေးရှိတဲ့အိမ်တော်စုနယ်မြေရုံးမှာသွားပြီးတော့ရိုက်ရတာအဲ့ဒါကြောင့်မို့လို့ကျွန်တော်နဲ့ဘက်ရိုက်ထားတဲ့လူတွေပဲကျွန်တော်ကလုတ်ပေးလို့ရတာတခြားလူဆိုရင်ကျွန်တော်လုတ်ပေးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တထေးအချက်လက်တွေလိုတယ်သူတို့အထေးရှိတဲ့နယ်မြေရုံးမှာသွားလုတ်ရတာဖြစ်တယ်အဲ့အခုမကြတွေ့နေရတာကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဒီဘက်ရိုက်ထားတဲ့လူတွေတခြားလူတွေနဲ့ပန်းရောင်ကသွားထုတ်တယ်ပြီးတော့ကျွန်တော်တို့စီကတထေးစာရဲ့စာတန်းတွေလည်းမတောင်းဘူးတောင်းရင်လည်းကျွန်တော်တို့မပေးဘူးเนาะကျွန်တော်တို့ကိုယ်တိုင်လုတ်ပေးတဲ့ကိစ္စမှာတခြားလူနဲ့သွားလုတ်တဲ့ဟာမှာကျွန်တော်တို့တထေးစာရဲ့စာတန်းတွေလက်လွတ်စပယ်မပေးလိုက်ဘူးပေါ့နော်အဲ့ကြတော့အခုပြောချင်တာကဘာလဲဆိုတော့ပန်းရောင်ကတ်တွေထွက်လာလို့ကြည့်လိုက်လို့ရှိရင်တစ်ချက်တိုက်ကြည့်လိုက်ကိုယ့်ရဲ့ဝက်ပမင်းမှာပါတဲ့လိပ်စာနဲ့ပန်းရောင်ကတ်မှာပါတဲ့လိပ်စာနဲ့တူသလားဆိုတာကျွန်တော်တို့နဲ့ရိုက်ထားပေးတဲ့လူတွေဆိုရင်ဝက်ပမင်းမှာပါတဲ့လိပ်စာလည်းဒီလိပ်စာပဲတူတယ်ပန်းရောင်ကတ်မှာပါတဲ့လိပ်စာလည်းဒီလိပ်စာပဲတူတယ်เนาะလိပ်စာတစ်ခုတည်းပဲဘာဖြစ်လို့လဲဆိုတော့တထေးရဲ့လိပ်စာတိုင်းထည့်ပေးရတာဖြစ်တယ်အဲကြတော့ကျွန်တော်တစ်ခုသတိပေးနေတာကတခြားလူတွေနဲ့မရိုက်လို့မရအောင်မဟုတ်ဘူးရိုက်လို့ရတယ်ရိုက်ပါဒါပေမဲ့ကတ်ရိုက်ပြီးเนาะကျွန်တော်တို့တထေးဘက်ကနေပြီးတော့တာဝန်မယူတော့ဘူးเนาะအဲ့လူကိုတခုခုဖြစ်ခဲ့ရင်ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်တာဝန်မယူတော့ဘူးတခြားသူနဲ့ရိုက်ထားပြီးကျွန်တော်တို့လာပြောပါကျွန်တော်တို့ကြောက်အောင်ထုတ်ပေးမယ်မရိုက်နဲ့မပြောဘူးရိုက်လို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာတစ်စုံတစ်ခုဖြစ်ခဲ့ရင်တာဝန်မယူတဲ့အတွက်အခုကလေးကသူများနဲ့ကတ်ရိုက်ပြီးပြီဆိုရင်လာပြောပြီးကျွန်တော်တို့ကြောက်အောင်တန်းထုတ်ပေးမယ်เนาะလာမပြောလဲတကယ်လို့တိခဲ့တယ်ပြုတ်ခဲ့တယ်ဆိုရင်အဲ့လူကိုကျွန်တော်တို့ကြောက်အောင်ထုတ်မှာဖြစ်ပါတယ်ကြောက်အောင်ထုတ်မယ်ဆိုတဲ့နေရာမှာလဲဟိုပြောင်းမရတဲ့ဖက်ပြေးတာတော့အိမ်ပြန်သွားတာဆိုတဲ့ဟာမျိုးမဟုတ်ဘူးเนาะကောင်းကောင်းမွန်မွန်မှတ်ချက်နဲ့ပဲအလုပ်ရှင်ဘက်ကအလုပ်ထုတ်လိုက်ပါတယ်ဆိုတဲ့မှတ်ချက်နဲ့ပဲထုတ်ပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ဖြစ်လာမယ့်ပြဿနာတွေဆိုတာမမြင်နိုင်ဘူးပန်းရောင်ကဘယ်သူနဲ့ရိုက်ထားမှမသိဘယ်သူအိမ်အောင်စုထဲကလူမှမသိဝက်ပါမင်းကကြတော့တမျိုးဖြစ်နေတယ်ကျွန်တော်တို့တထေးအိမ်အောင်စုကဝက်ပါမင်းနေရလိပ်စာနဲ့ဖြစ်နေတယ်အဲ့နှစ်ခုမှတည်းမတူညီတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့နောက်ဖြစ်လာမယ့်ပြဿနာတွေအတွက်ကျွန်တော်တို့ကြိုတင်ကာကွယ်တဲ့အနေနဲ့သူများနဲ့ရိုက်လို့မရအောင်မဟုတ်ဘူးရိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့တခြားလူနဲ့ရိုက်ပြီးသွားရင်တော့ကျွန်တော်တို့တာဝန်မယူဘူးကျွန်တော်တို့ကြံ့ဩအလုတ်ထွက်စာထုံပါမယ်ဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကတော့လာပြီးတော့ကြိုတင်သတိပေးထားတာပေါ့နော်လုံးလို့မရအောင်မဟုတ်ဘူးလုံးလို့ရတယ်ဒါပေမဲ့လည်းဆက်လုပ်ပြီးရင်တော့ကျွန်တော်တို့ဘက်ကတော့တခြားဖြစ်လာမဲ့ပြဿနာတွေဘာတွေကိုတာဝန်မယူတော့ဘူးဆိုတာလာပြောပြခြင်းဖြစ်ပါတယ်အားလုံးပဲစာရေးစာတန်းကိစ္စတွေအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်